Hello အားလုံးပဲမင်္ဂလာပါယနေ့တင်ဆက်မယ့်အကြောင်းအရာလေးကပေါ့နော် X နဲ့ပတ်သက်ပြီးတော့ဒါတင်ဆက်ပေးမယ်ဆိုတော့ X နဲ့ပတ်သက်ပြီးကျွန်မမလုပ်ပြရတာတော်တော်ကြာပြီနော်တော်ကြာပြီဒါကတော့စောင့်မျှော်နေတဲ့လူရှိတယ်ဒါကြာကျွန်မလုပ်ပြီးမယ် waiting ပေါ့နော်ဆိုတော့ကဲတဲ့တို့နှစ်ယောက်ကြားဒီမှာဘာဖြစ်နော်ဆိုတော့အတင်းနဲ့သူနဲ့စာသူထက်ခါတော့ဖတ်တယ်ဆိုတော့နှစ်ယောက်ကြားထဲမှာပြဿနာတော့ရှိခဲ့ပြီပုံစံမျိုးပေါ့နော်ဆိုတော့ဒီချိန်နေကြီးကိုသူက healing လုပ်နေတယ်တဲ့တင်မာလုပ်နေရဆိုတော့သူကောက်တည်ရနော်တဲ့နော်သူကောင်းတည်တယ်တဲ့ဒါမဲ့ပြန်ဆက်သွယ်လာမဲ့ပုံစံမျိုးတွေမတွေ့ရဘူးเนาะဆိုတော့တက်ရတာဆုံးသွားတယ်ပြန်ဆက်သွယ်လာမဲ့အရေးအယောင်တွေမမြင်ရတော့ဆိုတော့လေမသိကြဘူးတိလား X ကလေကျွန်မကြည့်ရသလားကလေ तू ဘာလား तू ပဲပြီးငိမ့်နေတာเนาะဒီမှာစာတွေက तू ပြောချင်တဲ့စာတွေ तू ဘာလား तू ပဲ तू ကတည်ငိမ့်နေတာတိလားတင်းသူအမှားလုပ်ခဲ့တယ်ဒါပေမဲ့သူ့ဘက်ကနေပြီးတော့လေပြန်ပြီးတော့တောင်းမှန်မဲ့ပုံစံမျိုးမမြင်ဘူးတိလားဒီတိုင်းပဲနေတယ်သူစိတ်ကောက်နေလဲလားမချော့ဘူးသူကလည်းအမှားလုပ်ထားသေးတယ်သူကလည်းအမှားလုပ်ထားသေးတယ်เนาะသူစိတ်ကောက်နေတာလဲသူသိတယ်ဒါသူမချော့ဘူးကွာပြောချင်တဲ့ထိပ်ပဲသူမချော့တော့ဘူးပေါ့နော်ဒီသားကြီးပဲနေနေရဆိုတော့ဖြစ်နိုင်တယ်ဆိုရင်တော့မစောက်တာကောင်းဆုံးပဲပေါ့နော်ကျွန်မပြောချင်တာမစောက်နေတာကောင်းဆုံးပဲမစောက်နဲ့တော့နော်ဖြေထားတဲ့အဖြေတွေကတိတ်ပြီးအားမရဘူးကျင်နေစရာလည်းမရှိဘူးနော်သူကပဲအမှားလုပ်သွားတဲ့ရသူပြန်ချော့တာမျိုးတွေလားပတ်သက်တာကွက်တက်လောက်တာမျိုးတွေမရှိဘူးတို့လားနော်တောင်းမှန်မဲ့ပုံစံမျိုးလည်းမမြင်ရဘူးတဲ့တယ်ဘယ်လိုပဲခံစားပေါ့လေအဲ့ဒါသူခိုးချောင်းနေတဲ့ပုံစံမျိုးတော့တဲ့တခုတော့ပျော်ရွှင်ရလိမ့်မယ်သူခိုးချောင်းနေတယ်ဆိုတာပုံစံနော်သူကသူက hide ထားတယ်ဒါပေမဲ့တင်ပါလို့သူသိရနော် short တော့လို့တော့မရဘူးတင်ခံစားနေတယ်ဆိုတော့သူသိတယ်တင်ပျော်နေတာဆိုတာလည်းသူသိတယ်တင်ခံစားနေတယ်ဆိုတာလည်းသူသိတယ်ဒို့တော့သူဘက်ကနေပြီးတော့လာဆက်သွယ်မဲ့ပုံစံမျိုးဒီမှာမပြဘူးနော်မပြဘူးလုံးဝမပြဘူးအဲ့တော့ဆက်ဆောက်တယ်လားဆိုတော့မဆောက်တယ်ဒီလိုမျိုးတွေကဆိုတော့သူကသူပဲချစ်တယ်အတားကြီးတယ်နော်အသားကြီးရဲ့တကူတူပဲတည်တယ်တကူတူကလွယ်ပြီးတော့ဘသူတော့မှသူနားမလဲပေးနိုင်ဘူးဆိုတဲ့သူမျိုးနော်အဲ့တော့ရှင်းလေးပြောရအကြံပေးချင်တာဒီလိုလူကို2026ထိမခေါ်သွားနဲ့လို့ပဲအကြံပေးချင်တယ်ကျွန်တော်ကကျွန်မဘာမှမပြောဘူးနော်ဆိုတော့ season လေးကိုကြည့်ရှုအားပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ရှိပါအားလုံးကောင်းကောင်းနေလေးဖြစ်ပါစေနော်